မင်္ဂလာပါ Annie Recap Paradise မှာကြိုဆိုပါရစေ။ဒီနေ့မှာတော့2022ခုနှစ်မှာထွက်ရှိခဲ့တဲ့ Marmaduke ဆိုတဲ့ animation ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပါ။ဇာတ်လမ်းမစခင်မှာ channel လေးကို support လုပ်တဲ့အနေနဲ့ like လေးနှိပ်ပြီးရင်ထဲကစကားတချို့မှန်းခဲ့ပေးခဲ့ကြပါအောင်နော်။ပြီးရင်တော့စိတ်လှုပ်ရှားစရာရုပ်ရှင်ကဘာကြီးတွေကိုတူတူဝင်ကြည့်လိုက်ကြရအောင်ပါ။ဇလန်လေးကတော့ဘီလီရဲ့မွေးနေ့ပွဲလေးမှာစတင်ခဲ့တာပဲဖြစ်ပါတယ်။ကလေးတွေနဲ့ဧည့်သည်တွေအားလုံးပါတီပွဲမှာပျော်ရွှင်နေကြချိန်မှာတော့အပေါ်ထက်အခန်းထဲမှာတယောက်တည်းပိတ်လောင်ခံထားရတဲ့သူတစ်ကောင်ရှိနေခဲ့တာပါ။အဲ့ဒီသူကတော့တခြားသူမဟုတ်ပဲမာမတုပဲဖြစ်ပါတယ်။မာမတုကတော့သူမပါဘဲနဲ့ဒါကိုပါတီပွဲလို့ဘယ်လိုလုပ်ခေါ်နိုင်မှာလဲဆိုပြီးနားမလည်နိုင်အောင်ဖြစ်နေခဲ့တာပါ။အဲ့ဒီအချိန်မှာဘေးအိမ်ကကြောင်ကလာပြီးတော့လူတိုင်းဟာမိမိတို့ပြုလုပ်ခဲ့တဲ့လုပ်ရရဲ့အကျိုးဆက်ကိုခံစားကြရမှာပဲလို့လာပြောခဲ့ပါတယ်။မာမတုကတော့မွေးနေ့ရှင်ရဲ့အဖေလည်းဖြစ်သူ့ရဲ့သခင်လည်းဖြစ်တဲ့ Phil ကိုအော်ခေါ်ဖို့ကြိုးစားခဲ့ပေမဲ့ Phil ကတော့အကင်တွေကင်ရင်းပျော်နေခဲ့ပြီးသူ့ခွေးအပြင်ထွက်ခြင်းလို့အော်နေတာကိုတိရဲ့သားနဲ့စိတ်ကိုတင်းထားခဲ့တာပါ။တားဖြစ်သူဘီလီကမမတုကဘာလို့ပါတီပွဲကိုလာလို့မရတာလဲလို့လာမေးတဲ့အခါအဖေဖြစ်သူ Phil ကတော့မမတုကိုသင်ခန်းစာနည်းနည်းပေးဖို့အခန်းထဲမှာပဲထားတင်တယ်လို့ပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့အမေဖြစ်သူဘာဘရာကတော့ Phil တယောက်ရက်ဆက်လွန်းတယ်လို့တွေးနေခဲ့တာပါ။မမတုကပျော်ကျင်လွန်းလို့အပြင်ကိုတေမတက်ထွက်ချင်နေပေမဲ့ Phil ကတော့သူခွေးလှုပ်ထားတဲ့အကျဉ်စိုးလုပ်ရက်တွေကိုအမတ်ရနေစေဖြစ်ပါတယ်။အဲ့ဒါတွေကတော့ဘေးအိမ်ကကြောင်ကိုလိုက်ဆွဲရင်းခြုံပုတ်တွေကိုဖျက်ဆီးခဲ့တာတတ်သမားစီကအမိုက်ပုံးနဲ့ဆွန့်ပစ်ရမယ့်အယိုးတွေကိုတွားလူတာအပြင်ဖေးရဲ့အကြိုက်ဆုံးကလတ်ထိုင်ကိုလူထိုင်တာတွေပဲဖြစ်ပါတယ်။မမတုကအမိတ်မနာခံပဲစကားမနာထောင်တတ်တဲ့ခွေးတစ်ကောင်ဖြစ်ပြီးလူတွေရဲ့အစားအသောက်တွေကိုမြင်လိုက်ရရင်အစားမတ်တဲ့စိတ်ကပုံမှန်ထက်ပိုထကြွလာတတ်တာပါ။သူ့ကိုယ်သူမထိန်ချုပ်နိုင်ပဲခဏခဏပြဿနာရှာတတ်တာကြောင့်မွေးနေ့ပွဲမှာပြဿနာမရှာနိုင်အောင်လို့ဖေးကအခန်းထဲပိတ်လောင်ထားခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းမာမာတုကတော့မိမိရဲ့တရားမျှတမှုကိုတောင်းဆိုဖို့အတွက်အခန်းထဲမှာပဲဆန္ဒပြပုံကန်နေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲအကောင်သေးပေမဲ့အစိတ်ပြင်းတဲ့ပြားတစ်ကောင်ရောက်လာပြီးမာမာတုကိုလာရောက်နှောက်ယှက်ပါတော့တယ်။သူတို့နှစ်ယောက်အခန်းတွင်းရိုက်ပွဲစတင်ခဲ့ကြပြီးအကောင်သေးသေးလေးဖြစ်တဲ့ပြားလေးကအခန်းထဲမှာပြန်တန်းနေတာကြောင့်မာမာတုတယောက်အရန်ကိုစိတ်ရှုပ်သွားခဲ့ရပါတယ်။သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကြောင့်အိတ်ခမ်းတစ်ခုလုံးလည်းစီးမရှိကမ်းမရှိရှုပ်ပွားသွားခဲ့ရတာပါ။ဒါတင်မကသေးပဲမမတုခါမှန်ပြတင်းပေါက်ကိုပါဆောင်းတိုက်ပြီးအပြင်ကိုခုန်ထွက်သွားခဲ့တာပဲဖြစ်ပါတယ်။ဘေးအိမ်ကကြောင်ကတော့မဆန်းတလို့ကြည့်ရင်အရှုပ်ထုတ်ကြီးရောက်လာပြီလို့ပြောလိုက်ပြီးမမတုရဲ့အညိုရောင်ခန္ဓာကိုယ်ကြီးကလေထဲမြောက်တက်သွားခဲ့တာပါ။ဘီလီရဲ့အမဖြစ်သူရဲ့တငယ်ချင်းကတော့မမတုတယောက်လေထဲမှာလွင်မျောပြီးရေကူးကန်နဲ့ပြုတ်ကျသွားတာအထိဗီဒီယိုရိုက်ကူးထားခဲ့ပါတယ်။ဒါကြောင့်ရေကူးကန်တွေကရေတွေအပြင်ကိုစိတ်ကြိုက်ရှန်ထွက်သွားပြီးပါတီပွဲတစ်ခုလုံးလည်းရစရာမရှိအောင်ပျက်စီးသွားခဲ့ရတာပါ။ဒါပေမဲ့လည်းကလေးတွေကတော့ပျော်ပျော်ပါပါရေဆက်ဆော့နေကြပြီးအိမ်ထဲရေဝင်သွားတဲ့မိဘနှစ်ပါးအတွက်ကတော့အရန်ကိုစိတ်ရှုပ်စရာတွေဖြစ်နေခဲ့ရပါတယ်။ Phil ကမမတုကိုနီလန်တစ်ခုခုနဲ့ထိန်းချုပ်ရတော့မယ်လို့တွေးခဲ့ပြီးအမေဖြစ်သူကလည်းဒီတစ်ချိန်မှာတော့စိုးဝါလွန်လွန်းတာမလို့ခွေးလေးကျင်ရေးကြောင်းပို့ဖို့သဘောတူခဲ့ပါတယ်။မကြခင်မှာပဲသမီးကြီးဘာဘရာရောက်လာပြီးမိဘတွေကိုတငယ်ချင်းဖြစ်သူကအင်တာနက်ပေါ်တင်လိုက်တဲ့ဗီဒီယိုဟာမိနစ်ပိုင်းအတွင်းမှာတင်ကြည့်ရှုသူပေါင်းတသန်းကျော်သွားပြီလို့လာပြောခဲ့တာပါ။ကလေးတွေအတွက်တော့ဒါဟာတောက်ရမ်းမိုက်လာပေမဲ့ဒီခွေးကိုထိန်းချောင်းနေရတဲ့မိဘတွေအတွက်ကတော့တကယ့်ကိုခေါင်းကိုက်စရာကြီးဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့မာမတုရဲ့အရှုပ်ထုတ်ကြီးဖြစ်အောင်လုပ်ခဲ့တဲ့ကိစ္စဟာသတင်းတွေအထိရောက်ရှိသွားပြီးဘယ်သူမှမထိနိုင်တဲ့ဒုက္ခအပေးဆုံးခွေးကြီးအဖြစ်လူသိများသွားခဲ့တာပါ။ပြီးတော့အဲ့ဒီသတင်းကိုကြည့်နေတဲ့သူကတော့တခြားသူမဟုတ်ပဲစူတစိတ်ပေါင်းများစွာနဲ့အင်ကြီးရက်ခိုင်မှာနေထိုင်တဲ့ကမ္ဘာအတော်ဆုံးခွေးလေးကျင်ရင်ဆရာခိုင်ပဲဖြစ်ပါတယ်။အဲ့ဒီစုတစိတ်တွေထဲမှာ6နှစ်ဆက်တိုက်ကမ္ဘာအကောင်ဆုံးခွေးလေးကျင်ရင်ဆရာစုကိုရရှိခဲ့ကြောင်းသက်သေပြနေတဲ့ငွေဖလားစု6ခုလည်းပါဝင်နေခဲ့တာဖြစ်ပါတယ်။ဂိုင်းရီခမရတကယ်တော်တယ်ဆိုရင်ဒီခွေးကိုရင်ပါသွားအောင်လေ့ကျင့်ပေးပြစမ်းပါလို့ TV သတင်းတောက်ကစိန်ခေါ်စကားပြောခဲ့တာပါ။ခွေးတစ်ကောင်ကိုလေ့ကျင့်လို့မရဘူးဆိုတာသူ့အလုပ်အတွက်ကြီးမားတဲ့စိန်ခေါ်မှုကြီးမို့လို့ဂိုင်းကတော့ပြုံးလိုက်ပြီးသူမလေ့ကျင့်ပေးနိုင်တဲ့ခွေးဆိုတာမရှိဘူးလို့ကိုယုံကြည်မှုတွေလွန်ကဲနေခဲ့တာပါ။နောက်တစ်နေ့မနက်မှာတော့မိမိတို့ခွေးလေးအင်တာနက်ပေါ်မှာကြည့်ရှုသူတန်းချီပြီးနာမည်ကြီးသွားခင်မှန်းသိလိုက်ရတဲ့ကလေးတွေဟာအိမ်ရှိမှာဓာတ်ပုံရိုက်ကူးရေးစတူဒီယိုလေးတစ်ခုကိုဖန်တီးလိုက်ကြပါတယ်။အနီးနားကကလေးတွေဟာကမ္ဘာရှိခုမြောက်အံ့ဖွယ်အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့မာမတုနဲ့ဓာတ်ပုံရိုက်ဖို့$ပေးရတာကြောင့်ဘီလီရဲ့စီးပွားရေးဟာအတော်လေးအဆင်ပြေနေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲသူတို့အိမ်စီကိုတစ်ကမ္ဘာလုံးမှာနာမည်ကြီးလာတဲ့တမိုင်းတစ်လျှောက်အတော်ဆုံးခွေးလေးကျင်ရေးစရာဂိုင်းဆိုတဲ့အရေးကြီးဧည့်သည်တော်ကြီးရောက်ရှိလာခဲ့တာဖြစ်ပါတယ်။သူကတော့မာမတုကိုအမိန့်နာခံတတ်အောင်တေချာလေ့ကျင့်ပေးမယ်ဆိုပြီးဖေနဲ့ဇနီးဖြစ်သူဘာဘရာတို့ကိုကန့်လန့်ချက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကမ္ဘာအကောင်ဆုံးခွေးချန်ပီယံဆုကိုဆွတ်ခူးနိုင်မှုအတွက်မာမတုကိုလေ့ကျင့်ပေးမယ်လို့ပြောလိုက်တာပါ။ဂိုင်ဟာတင်းပြက်မွေးကြိုင်နေတဲ့မုံတွေကိုကင်ထားရင်းမမတုကိုကျွမ်းကျင်စွာထိန်းချုပ်ပြခဲ့ပါတယ်။မမတုကမုံတွေကိုတွားလူစားဖို့အချိန်ချင်းစူးစမ်းခဲ့ပေမဲ့ဂိုင်ကလွယ်လွယ်လေးတားဆီးနိုင်ခဲ့ပြီးမုံတွေကိုကိုယ်တိုင်ပါဇက်ထဲထည့်စားပြခဲ့တာပါ။ဒီလိုရက်တစ်ခုတည်းနဲ့တင်ဂိုင်ဟာရိုးရိုးခွေးလေးကျင်ရေးစရာမဟုတ်မှန်းတက်တည်ပြလိုက်နိုင်တာဖြစ်ပါတယ်။
အစပိုင်းမှာတော့အမေဖြစ်သူဘာဘရာကဒါဟာအရန်ကြီးကျယ်လွန်းတယ်လို့ထင်ခဲ့ပေမဲ့ခွေးချန်ပီယံဆုရရင်ဆုကြေးငွေအမေရိကန်ဒေါ်လာ1 သန်းရရှိမယ်လို့ဂိုင်းကပြောလိုက်တဲ့အခါမှာတော့အဖေဖြစ်သူဖီလတယောက်စိတ်ပြောင်းသွားပြီးစာချုပ်ကိုချက်ချင်းလက်မှတ်ထိုးပေးလိုက်ပါတော့တယ်။ဂိုင်းကတော့မမတုရဲ့အမူအကျင့်ကိုကြည့်ပြီးဒီအလုပ်ဟာအတော်လေးခက်ခဲလိမ့်မယ်လို့တွေးနေခဲ့တာပါ။မမတုကတကယ့်ကိုပြင်းရည်ပြီးစီကန်းလုံးဝမရှိတဲ့ခွေးတစ်ကောင်ဖြစ်နေလို့ပါပဲ။နောက်တနေ့မနက်မှာတော့မမတုခါဘီလီနဲ့ဘေးအိမ်ကကြောင်တို့နဲ့ဆော့ကစားရင်းထုံးစံအတိုင်းပြဿနာရှာပယံပါတာလုပ်ပြန်တာကြောင့်အဖေဖြစ်သူဖေးတယောက်ခဏထိခိုက်ဒဏ်ရာရနေခဲ့ရပါတယ်။မကြခင်မှာပဲဂိုင်ကမမတုကိုသူ့ရဲ့ကျယ်ဝန်းလာတဲ့လေ့ကျင့်ရေးကွင်းစီခေါ်သွားခဲ့ပါတယ်။သူပထမဆုံးလုပ်လိုက်တဲ့အလုပ်ကတော့မမတုရဲ့လေပင်ကနာမည်ကတ်ကိုချွတ်ပစ်လိုက်တာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အခုချိန်မှာမင်းဟာမမတုမဟုတ်တော့ပဲတာမန်ခွေးတစ်ကောင်ပဲလို့ပြောခဲ့တာကြောင့်ပါ။မမတုကတော့ဘာတွေဖြစ်နေမှမသိပဲကြောင်တောင်ဖြစ်နေခဲ့ပါတယ်။ဂါယာမင်းချန်ပီယံဖြစ်ချင်ရင်အကျဉ်းစိုးတွေကိုအကုန်လုံးပြင်ရမယ်။မင်းအခုထက်အစပေါင်းရာနဲ့ချီပိုကောင်းလာရမယ်လို့ဂါယာပြောလိုက်ပါတယ်။မမတုကတော့ဒါအဆင်မပြေတော့ဘူးဆိုပြီးအဲ့ဒီအယူလေးချင်းရေးဆရာစီကနေထွက်သွားဖို့ကြိုးစားခဲ့ပါ။ဒါပေမဲ့ဂါယာအရှိကနေလာရောက်ပိတ်ဆို့လိုက်ပြီးမမတုကိုတိုက်ပွဲခေါ်လိုက်ပါတော့တယ်။ဂိုင်းဟာသူ့ရဲ့ကျွမ်းကျင်တဲ့တိုင်းကွက်တွေနဲ့တန်တန်ရှင်းရှင်းအနိုင်ယူပြခဲ့တာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့မရင်ပါတဲ့ခွေးကိုလေ့ကျင့်ပေးခြင်းရင်ကိုကပိုတာလွန်ချောင်းသိအောင်လုပ်ပြရမယ်လို့သူစိတ်ထဲမှတ်ယူထားလို့ပါပဲ။ဒါကြောင့်မမတုတယောက်ဘာမှမငင်းဆန်နိုင်ခဲ့ပါဘူး။ဒါတင်မကသေးပဲအဲ့ဒီအယူလေးချင်းရေးဆရာဟာအဝေးကနေခုံပြီးလာကန်တဲ့လျှို့ဝှက်ကန်ချက်ကိုပါထုတ်ပြလိုက်သေးတာပါ။ဂိုင်ကအဲ့ဒါကိုလျှို့ဝှက်မျက်လှည့်ကန်ချက်လို့ခေါ်လိုက်တာကြောင့်မမတုတယောက်ကြောင်တောင်ဖြစ်သွားခဲ့ရပါတယ်။ဒီလူဟာခွေးလေးချင်းရေးဆရာလားသို့မဟုတ်ရှောင်းလင်းကျောင်းတော်ကအတိုင်းဆရာကြီးလားဆိုတာတကယ့်ကိုဝေခွဲမရနိုင်အောင်ပါပဲ။ဘာပဲဖြစ်ဖြစ်သင်တန်းပထမဆုံးတရက်မှာတော့မမတုတယောက်တည်းအရိုက်ခံခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်အိမ်ပြန်ရောက်တဲ့အခါမှာတော့အင်အားတွေအကုန်ခန်းပြီးမော်ပန်နွမ်းနေခဲ့ရတာပါ။ဒါပေမဲ့ဘီလီကတော့ထုံးစံအတိုင်းသူ့ခွေးကြီးနဲ့ဆော့ကစားချင်နေခဲ့ပါတယ်။မမတုကညှင်းဆန်မှုစူးစမ်းပေမဲ့ဘီလီရဲ့တနာစရာမျက်ဝန်းလေးတွေကိုကြည့်ပြီးမငြင်းရဲခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲအဖေဖြစ်သူဖေးရောက်လာပြီးဘီလီကိုအပေါ်ထက်အခန်းထဲတက်သွားဖို့ပြောခဲ့ပါတော့တယ်။မမတုတယောက်ပင်မနွမ်းနယ်နေတဲ့လေ့ကျင့်ခန်းနေစီကနေအနားယူချင်နေခဲ့တာပါ။ဒါတင်မကသေးပဲဖေးကလည်းသူ့ရဲ့ခွေးကြီးအတွက်အမတ်တရကလထိုင်တီးတန့်ဝယ်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မမတုအတွက်တော့သူထင်ထားသလိုမဟုတ်ခဲ့ပါဘူး။အစာပိုင်းမှာတော့ဖေးနဲ့ကလထိုင်လူထိုင်ရမယ်လို့ထင်ထားခဲ့ပေမဲ့ဖေးကသူ့ကိုလွယ်လွယ်လေးပေးလိုက်တာပါ။အဲ့ဒီလိုလူမထိုင်ရတာကြောင့်သူ့အတွက်တော့အရန်ပြင်းစရာကောင်းပြီးဘာမှအတိတ်ပဲမရှိသလိုခံစားလိုက်ရပါတယ်။အခုချိန်မှာတော့မမတုခါသူ့ရဲ့မန်ဆိုးရလာတဲ့ဘဝဆိုကြီးစတင်တော့မယ်ဆိုတာရိပ်မိသွားခဲ့ပါပြီ။နောက်တနေ့မနက်မှာတော့လေ့ကျင့်ရေးဆရာခိုင်ကမမတုကိုချန်ပီယံဖြစ်လာစေဖို့လေ့ကျင့်ခန်းအစီအစဉ်တွေကိုပြောပြခဲ့ပါတယ်။ပထမဆုံးအနေနဲ့မမတုခါမှန်ကန်တဲ့မတ်တက်ရက်နီးနဲ့လမ်းလျှောက်နီးတွေကိုသင်ယူရမှာပါ။သူ့ရဲ့တေချာရက်တီပုံဟာကြည်ကောင်းပြီးအရန်ကိုခန့်ညားထဲဝါနေရမှာပဲဖြစ်ပါတယ်။ဒါအပြင်အစားအသောက်ငတ်မမှုကိုထိန်းချုပ်နိုင်မှုစိတ်ရှည်တီးခံရတဲ့လေ့ကျင့်ခန်းဟာလည်းအကောင်းဆုံးစမ်းသပ်မှုတစ်ခုဖြစ်ခဲ့တာပါ။ချန်ပီယံအဆင့်လျင်မြန်ဖြက်လက်မှုရရှိစေဖို့အတားအဆီးတွေကိုကျော်လွှားရတဲ့လေ့ကျင့်ခန်းကိုလည်းလှုပ်ဆောင်ရမှာဖြစ်ပါတယ်။အဓိကအရေးကြီးဆုံးပထမအဆင့်ကတော့မတ်တရက်တာမှန်ကန်ဖို့ပဲဖြစ်ပါတယ်။မမတုဟာဒီနေ့အထိသူမတ်တက်ရက်နေတာမှားယွင်းနေခဲ့မှန်းတကယ်မသိခဲ့တာပါ။ဒါရင်မကသေးပဲအစားအသောက်ငတ်မမှုကိုလည်းမထိန်ချုပ်နိုင်တာကြောင့်ဘာကအတုံးလေးတုံးစီမာတင်ရှုံးနေသွားခဲ့ရပါတယ်။တိုင်တွေကိုအကွေးကောက်ပတ်ပြေးရတဲ့လေ့ကျင့်ခန်းမှာလည်းအစင်မပြေပဲအချီးနှီးဖြစ်ခဲ့ရတာပါ။မမတုအတွက်တော့အရာရာဟာရှုပ်ထွေးခက်ခဲလွန်းနေခဲ့ပြီးသူလှုပ်ပြတဲ့ရလက်တွေကလည်းတာမန်ခွေးတစ်ကောင်ထက်တောင်အများကြီးပိုဆိုးနေခဲ့တာပါ။ဒါကိုသိသွားတဲ့လေ့ကျင့်ရေးဆရာခိုင်ကတော့ဘဝမှာအခက်အခဲဆုံးစိန်ခေါ်မှုကိုကြုံတွေ့လိုက်ရပြီဆိုတာသဘောပေါက်ပြီးမမတုကိုလေ့ကျင့်ပေးဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ဒါကြောင့်လည်းခိုင်ဟာနေတိုင်းနေမထွက်ခင်ကတည်းကအစောကြီးထလာပြီးမမတုကိုနှိုးကလေ့ကျင့်ခန်းတွေပြန်လုပ်ခိုင်းခဲ့တာဖြစ်ပါတယ်။ဒီတစ်ချိန်မှာတော့ကွင်းထဲကနေခုံထွက်ရတဲ့လေ့ကျင့်ခန်းဖြစ်ပြီးမမတုကတော့အရင်အတိုင်းပဲတကယ့်ကိုဆိုးဆိုးရွားရွားလုပ်ပြခဲ့တာပါ။မမတုဟာမနက်တိုင်းအစောကြီးထပြီးဂိုင်းရဲ့စမ်းသပ်မှုတွေမှာရှုံးနိမ့်နေရတဲ့တန်တရားဆိုးကြီးတဲ့ပိတ်မိနေခဲ့တာရက်ပေါင်းများစွာကြာခဲ့ပါပြီ။ဒါပေမဲ့အချိန်တွေကုန်လွန်လာတာနဲ့အမျှစူးစမ်းမှုရဲ့အသီးပွင့်အဖြစ်မမတုရဲ့တိုးတက်မှုတွေကိုစတင်မြင်တွေ့လာရပြီဖြစ်ပါတယ်။နောက်ဆုံးမှာတော့မမတုခါတက်လုံပိုကောင်းလာပြီးဖြက်လက်လာကတိခတ်နိုင်စွမ်းလဲပိုရှိလာခဲ့ပြီးမတက်ရက်တဲ့ပုံစံကပါအရန်ကိုခံရလှပလာခဲ့တာပါ။ဒါရင်မကသေးပဲဘသူမှလာနိုးစရာမလိုပဲမနက်အစောကြီးအလိုလိုနိုးထလာနိုင်ခဲ့တာကြောင့်လွန်ခဲ့တဲ့ရက်ပိုင်းကနဲ့လုံးဝကိုအပြတ်သက်ကွဲပြားသွားခဲ့ပါပြီ။နောက်ဆုံးမှာတော့မမတုခါစမ်းသပ်မှုလေ့ကျင့်ခန်းအားလုံးကိုအောင်မြင်စွာကျော်လွှားနိုင်ခဲ့တာကြောင့်ဂိုင်းတယောက်အံ့အားသင့်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့လုံးဝလေ့ကျင့်လို့မရနိုင်ဘူးလို့ထင်ထားတဲ့ခွေးစိုးလေးကိုအခုလိုမျိုးထူးချွန်ထက်မြက်တဲ့ခွေးတစ်ကောင်ဖြစ်အောင်ပြောင်းလဲနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။
ဒါကြောင့်ဂိုင်ဟာမာမာတုကိုအခက်ခဲဆုံးဖြစ်တဲ့နောက်ဆုံးစမ်းသပ်မှုတစ်ခုလုပ်ခိုင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ဒါကတော့သုံးထက်တောင်ရှိတဲ့မိခွင်းကြီးတဲ့ကိုခုန်ထွက်ရတာဖြစ်ပြီးမာမာတုကလည်းအပြစ်ဆိုပွဲမရှိအောင်ကောင်းကောင်းကြီးကြော်ဖြတ်ပြခဲ့တာပါ။ဒီလိုရက်တစ်ခုတည်းနဲ့တင်မာမာတုခါပြိုင်ပွဲကြီးအတွက်အပြည့်အဝအသင့်ဖြစ်နေပြီဆိုတာကိုသက်သေပြလိုက်နိုင်ခဲ့ပါပြီ။ကမ္ဘာအကောင်ဆုံးခွေးရွှေတစိမ့်ပြိုင်ပွဲကြီးအတွက်အောင်မြင်လေ့ကျင့်ပေးနိုင်ခဲ့တာမလို့ဂိုင်ဟာမိမိကိုအရန်ကုန်ယူနေခဲ့တာပါ။မာမာဒူကလည်းကိုပို့ပြီးယုံကြည်မှုရှိလာခဲ့သလိုသူ့ရဲ့ခွေးလက်ပတ်လေးကိုပါပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့မာမာဒူအတွက်ဂိုင်းဟာတာမန်လေးကျင်ရေးစရာမဟုတ်တော့ပဲတကယ်မိတ်ဆွေစစ်ကြီးဖြစ်လို့လာခဲ့ပါပြီ။ဂိုင်းကလည်းသူတို့နှစ်ယောက်ကြားကရင်းနှီးလာတဲ့တန်ရောစင်ကြောင့်အရန်ကိုသဘောကျမိခဲ့တာပါ။ဒါနဲ့ပဲလူတိုင်းမျှော်လင့်ဆောင်စားနေကြတဲ့မာမာဒူရဲ့ပထမဆုံးပြိုင်ပွဲနေ့ကြီးရောက်ရှိလို့လာခဲ့ပါတော့တယ်။ပြိုင်ပွဲကျင်းပရာခန်းမကြီးထဲမှာတော့ကုန်ပစ္စည်းပြပွဲကြီးခုပါဝင်ပြီးကမ္ဘာပြိုင်ပွဲရဲ့ချန်ပီယံလောင်းဇူးကပရိုမိုတာအဖြစ်ပါဝင်နေတာဖြစ်ပါတယ်။ဇူးရဲ့အမွေးမြင့်တွေဟာတကယ့်ကိုခန့်ညားလှပပြီးကိုယ်ကိုတစ်ချက်မျှခါထုတ်လိုက်တာနဲ့အယောင်ဝါတွေပြန့်လွင့်သွားသလိုအရန်တက်ရက်လှပနေခဲ့တာပါ။ဒါကြောင့်လဲပွဲကြီးပရိသတ်တွေအားလုံးကဇူးရဲ့အမွေးမြင့်အလှတရားပေါ်မှာယူသွဆွဲလန်းနေကြတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲဇူးရဲ့ပိုင်ရှင်ကအခုလိုအမွေးမြင့်လှပစေဖို့အတွက်$69တန်ခေါင်းလျှော်ရည်ကိုဝယ်ယူအသုံးပြုရမယ်လို့ပြောခဲ့တာပါ။လူတိုင်းကအဲ့ဒီခေါင်းလျှော်ရည်ကိုစိတ်ဝင်စားနေကြချိန်မှာတော့ဇူးဟာအောက်ထပ်စီကိုဖြည်းဖြည်းချင်းလမ်းလျှောက်ဆင်းလာခဲ့ပါတယ်။အဲ့ဒီမှာဖက်ခွေးလေးတစ်ကောင်ကလာရောက်နှုတ်ဆက်ခဲ့ပေမဲ့ဇူးကတော့လုံးဝဂရုမစိုက်ခဲ့ပါဘူး။အဲ့ဒီနောက်ဇူးဟာမာမဒုက္စီကိုရှောက်လာပြီးအရန်ကိုမာနကြီးတဲ့ပုံစံနဲ့နှုတ်ဆက်လိုက်ပါတော့တယ်။ဇူးရဲ့ယုံကြည်မှုအပြည့်နဲ့ဝင့်ဝါနေတဲ့ပုံစံဟာမာမာဒုက္နဲ့ဆိုရင်လုံးဝဆန့်ကျင်ဘက်လိုဖြစ်နေခဲ့တာပါ။ပြိုင်ပွဲမစတင်သေးခင်မှာတင်မာမာဒုက္ဟာသူနဲ့ဇူးကြားကအဆင့်တန်းကွာခြားချက်ကိုကောင်းကောင်းကြီးသိရှိသွားခဲ့ရပါတော့တယ်။မကြခင်မှာပဲဂါရောက်လာခဲ့ပြီးသူကအကြောင်းတစ်ခုခုကြောင့်ရုပ်ဖြတ်ထားသလိုပေမဲ့မာမာဒုကိုနားနေကန်စီခေါ်သွားကခဏစောင့်နေဖို့ပြောခဲ့တာပါ။ဂိုင်းထွက်သွားပြီးမကြမီမှာပဲဇူးပြန်ရောက်လာခဲ့ပြီးစောစောကလှောင်ပြောင်စော်ကားမိတာတွေကိုမာမာဒုကိုတောင်းပန်ခဲ့တာဖြစ်ပါတယ်။ဇူးကပြိုင်ပွဲဝင်ခွေးများစုဟာစူဖလားရဖို့လာတာမဟုတ်ပဲလူတွေပေးတဲ့စူဖလားဆိုတာစားလို့လည်းမရကြောင်းနဲ့ခွေးပြိုင်ပွဲတိုင်းမှာခွေးတွေပဲတီးကြတဲ့လျှို့ဝှက်ချက်ရှိတယ်လို့ပြောပြခဲ့တာပါဇူးဟာစကားပြောရင်းတဲအပြင်ဘက်ကိုထွက်သွားခဲ့ပြီးမာမဒုကိုအစားအသောက်တွေအများကြီးပုံမြင်ထားတဲ့ဘေးနာကတဲစီခေါ်သွားခဲ့တာဖြစ်ပါတယ်ဇူးဟာအစားအသောက်တွေကိုစားပြခဲ့ပြီးမာမဒုမမြင်အောင်အနောက်မှာပြန်ထွေးထုတ်လိုက်ပေမဲ့မာမဒုကတော့ဒါကိုလုံးဝမသိခဲ့ပါဘူးဇူးကဒါဟာခွေးတွေအတွက်အကြီးမားဆုံးဆုလပဲလို့ပြောကအခြားခွေးတွေကိုပါသွားခေါ်ပေးမယ်ဆိုပြီး9မိနစ်အတွင်းပြန်တွေ့မယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်အစာငတ်နေတဲ့မာမဒုတယောက်ကတော့ဘာမှမတွေးတော့ပဲအရှိမရှိနေတဲ့အစားအသောက်တွေကိုအားရပါရပလုတ်ပလောင်းစားဝါမျိုးစားတောက်လိုက်ပါတော့တယ်ပြိုင်ပွဲစတင်ချိန်မှာတော့မာမတုခါအလွန်အမင်းပိုက်ဝပြီးလမ်းအောင်ကောင်းကောင်းမရှောင်နိုင်တော့ပဲဘိုက်ပူကြီးနဲ့တကယ်ဝက်ကြီးလိုဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့အစွမ်းကုန်အားတင်းကဘိုက်ထဲကအစားအသောက်တွေကိုထိန်းချုပ်လိုက်ပြီးခန္ဓာကိုယ်ကိုတွဲလျားနေတဲ့ပုံစံအတိုင်းပြန်ဖြစ်အောင်ကြိုးစားကထွက်လာခဲ့တာဖြစ်ပါတယ်။ပြိုင်ပွဲရဲ့ပထမဆုံးစမ်းသပ်မှုကတော့ပြိုင်ပွဲဝင်ခွေးတွေအားလုံးကွင်းတစ်ပတ်ပတ်ပြီးခံညားစွာလမ်းလျှောက်ပြရတာပဲဖြစ်ပါတယ်။မာမဒူဟာဂိုင်းမျောလင့်ထားတဲ့အတိုင်းကောင်းမွန်စွာလုပ်ပြနိုင်ခဲ့ပေမဲ့သူ့ကိုယ်သူပဲသိတဲ့အကြောင်းရင်းကြောင့်မကြခင်မှာပဲဖိုက်ကြီးကားထွက်လာခဲ့တာပါအခုချိန်မှာတော့မာမဒူရဲ့အစာရင်အခြေအနေဟာလုံးဝမကောင်းတော့ပဲချက်ချင်းစွန့်ထုတ်ချင်နေတာကြောင့်အဲ့ဒီဝင်ပြိုင်တဲ့ခွေးဘာဖြစ်နေတာလဲဆိုပြီးလူတိုင်းကအံ့အားသင့်နေကြပါတော့တယ်မာမဒူဟာသူချင်းထက်ခံလိုက်ရပြီးဆိုတာသိသွားခဲ့ပေမဲ့စွန့်ထုတ်ပြဖို့မှလွဲလို့အခြားရွေးချယ်စရာမရှိတော့တာကြောင့်ဖိုက်ကြီးတွဲလောင်းတဲ့ကွင်းထဲမှာရှောက်သွားနေခဲ့ရပါတယ်အဲ့ဒီအချိန်မှာဘေးနားမှာတင်ထားတဲ့ရွှေရောင်ဖလားကြီးကိုမြင်လိုက်ရတာကြောင့်အပေါ်ပါသွားစရာနေရလို့ထင်ပြီးသွားရောက်ဆွန့်ထုတ်လိုက်ပေမဲ့တကယ်တော့ဒါဟာချန်ပီယံဆုဖလားကြီးဖြစ်နေခဲ့တာပါဒါပေမဲ့အားလုံးဟာနောက်ကျသွားခဲ့ပြီဖြစ်ပြီးမာမဒုက္ခအစွမ်းကုန်ဆွန့်ထုတ်ပစ်လိုက်တာကြောင့်အင်မတန်နန်စော်လာတဲ့အစိမ်းရောင်ဂတ်စ်ငွေတွေထွက်ပေါ်လာခဲ့ရပါတော့တယ်အဲ့ဒီအနံဆိုးကြီးရဲ့ပြင်းအားကတော့တကယ်တဘာဝဘေးရန်နေကြီးတစ်ခုကြားရောက်လာသလိုအရန်ကိုပြင်းထန်လာတာဖြစ်ပါတယ်အလွန်အမင်းနန်းစောပုတ်ဆက်နေတဲ့အနံဆိုးကြီးကိုရှူရှိုက်မိရင်အသက်အန္တရာယ်ပေးနိုင်တာကြောင့်ပွဲကြီးပရိသတ်တွေအားလုံးဟာအသက်လူပြီးပြပြတလင်းထွက်ပြေးခဲ့ကြရပါတော့တယ်။ဒီအဖြစ်အပျက်ကြောင့်မာမဒုခပြိုင်ပွဲမှာအပြတ်အသက်ရှုံးနိမ့်သွားခဲ့ရပြီးရုပ်ဖြတ်ထားတဲ့ခိုင်းကလည်းအရန်ကိုစိတ်ပြတ်သွားခဲ့တာပါ။ဘလောက်ပဲအချိန်တွေကုန်ခံပြီးအစွမ်းကုန်လေ့ကျင့်ပေးခဲ့ပါစေ။မာမဒုကိုလိမ္မာအောင်မလုပ်နိုင်ခဲ့တာကြောင့်ခိုင်းဟာဒေါသတကြီးနဲ့ပဲမာမဒုကိုပြစ်ထားခဲ့ပြီးထွက်သွားပါတော့တယ်။မိသားစုဝင်တွေအားလုံးဟာဒီအဖြစ်အပျက်အတွက်မာမာဒုကိုနှစ်သိမ့်ပေးဖို့ကြိုးစားခဲ့ကြပေမဲ့အမြဲတမ်းတော့အဆင်မပြေနိုင်ခဲ့ပါဘူး။ဘာဘရာကျောင်းကိုရောက်သွားတဲ့အခါအိမ်မှာရှက်စရာကောင်းတဲ့ခွေးရှိနေလို့တငယ်ချင်းတွေကအတင်းပြောပြီးဝိုင်းလောင်ကြတာကြောင့်တကြောင်လုံးရဲ့အရှက်ရစရာဖြစ်သွားခဲ့ရပါတယ်။မာမာဒုရဲ့ဗီဒီယိုကလည်းအင်တာနက်ပေါ်မှာနောက်တစ်ကြိမ် virus ပြန်ဖြစ်သွားတာမလို့ဘာဘရာတယောက်အရန်စိတ်ပြတ်သွားခဲ့ရတာပါ။သူမရဲ့မောင်လေးဘီလီဆိုရင်လည်းအသုံးမကျတဲ့ခွေးရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့တင်ဘာတငယ်ချင်းမှပေါင်းမဲ့သူမရှိတော့တဲ့အထိဖြစ်သွားခဲ့တာပါ
ဘီလီကတော့ဘသူမှမပေါင်းလဲဂီယူမဆိုင်ပေမဲ့သူခွေးကိုအသုံးမကျဘူးလို့လာပြောတာကိုတော့လုံးဝလက်မခံနိုင်ခဲ့ပါဘူးဒါပေမဲ့သူ့ရဲ့အရွယ်စားကတင်းငယ်လွန်းတာကြောင့်ကိုယ်တည်ကြီးမားတဲ့ចောင်းသားတွေကိုတွားရောက်ရှင်ပြိုင်ထိုးနှက်လို့မရခဲ့ပါဘူးဘီလီရဲ့အခြေအနေဟာလည်းအမဖြစ်သူနဲ့မချားလာတာကြောင့်ညနေဘက်အိမ်ပြန်ရောက်တဲ့အခါညစာစားပွဲမှာအချင်းချင်းစကားများညှင်းခုန်ကြပါတော့တယ်သူတို့ဟာမမတူးနဲ့ပတ်သက်ပြီးရှေ့ဆက်ဘာလို့ရမှန်းမသိတော့ပဲအခြေအနေတွေကပုံမဆိုးရွားလို့လာခဲ့ပါတော့တယ်ဒါအပြင်အဖေဖြစ်သူဖီလ်ဟာကမ္ဘာအကောင်ဆုံးခွေးနီးဖခိုင်းနဲ့စာချုပ်ချုပ်ပြီးမမတုကိုလေ့ကျင့်ပေးခဲ့တာကြောင့်အကျွေးတောင်းလာရောက်လာခဲ့ပါတယ်။မိဖုရားကအရန်များပေမဲ့ပထမတော့ပြိုင်ပွဲမှာအနိုင်ရရင်ဒေါ်လာ1 သန်းရမှာမလို့ဖေကဒီကုန်ကြစရိတ်ကိုတန်တယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါမမတုဘာမှတိုးတက်မလာပဲပတ်စံတွေကိုအလကားရည်တဲ့ပစ်ချလိုက်ရတယ်လို့ဖြစ်သွားခဲ့ရပါတယ်။မမတုခါလည်းမိမိကိုအလွန်စိတ်ပြတ်ဝမ်းနေသွားပြီးအိမ်ပေါ်ကနေဆင်းသွားခဲ့ရပါတော့တယ်။သူဟာကြရှုံးမှုတွေပြည့်နှက်နေတဲ့မိုးရေထဲမှာမြို့ထဲကလမ်းကြားတွေအတိုင်းလျှောက်သွားရင်လမ်းတရဲခွေးလေလွင်တကောင်ဖြစ်သွားခဲ့တာပါဒီကဘာပေါ်မှာလှပဖို့မွေးဖွားလာတဲ့ခွေးတွေချန်ပီယံဖြစ်ဖို့မွေးဖွားလာတဲ့ခွေးတွေနဲ့အိမ်ဆောင်ခွေးကောင်ဖြစ်ဖို့မွေးဖွားလာတဲ့ခွေးတွေအများကြီးရှိပါတယ်ဒါပေမဲ့မာမတုအတွက်တော့သူဟာကဘာပေါ်မှာအသုံးမကျဆုံးနဲ့ကန်အဆိုးဆုံးခွေးတစ်ကောင်ဖြစ်နေခဲ့တာပါသူလမ်းဘေးခွေးဖြစ်ဖို့ဆုံးဖြတ်လိုက်ချိန်မှာပဲဘေးအိမ်ကကြောင်ကလေးဟာစီးနှင်းသွားလာနေတဲ့ကားတွေကြားလမ်းလေကောင်မှာအေးဆေးစွာလက်ပြနေတာကိုတွေ့လိုက်ရပါတယ်မာမတုဟာတွန်းဆုပ်မနေပဲလေ့ကျင့်ထားတဲ့အစွမ်းတွေကိုအသုံးပြုပြီးဘေးအိမ်ကကြောင်ကလေးကိုချက်ချင်းသွားရောက်ကဲတင်လိုက်ပါတယ်။ပြီးတော့မာမတုကဘာလို့ဒီလိုအန်ဒီရများတဲ့အလုပ်ကိုလုပ်ရတာလဲလို့မေးလိုက်တဲ့အခါကြောင်ကလေးကမင်းငါ့ကိုကဲမာသိလို့ပါလို့ပြန်ပြောခဲ့တာပါ။ဒါ့အပြင်ခုနကမင်းပြလိုက်တဲ့စွမ်းရည်ဆိုရင်တာမန်ခွေးတကောင်ဘလို့မှလုံနိုင်မှာမဟုတ်ပါဘူး။မင်းသိထားရမယ့်အရေးကြီးဆုံးအချက်ကတော့ပထမဆုံးအချိန်မှတင်ဘယ်သူမှချက်ချင်းမအောင်မြင်နိုင်ဘူးဆိုတာပါပဲ။မင်းအစကနေပြန်စပြီးအရင်ထက်ပိုကောင်းအောင်လုပ်ပြဖို့ပဲလိုတာပါလို့ပြောခဲ့ပါတယ်။မင်းလောက်ရမှာကမိမိကိုယုံကြည်မှုရှိဖို့ပဲဖြစ်ပြီးအရင်ကဘလောက်ပဲအသုံးမကျခဲ့ပါစေမိမိကိုယုံကြည်လိုက်ရင်ဘာမစလုံးနိုင်မှာပါလို့အားပေးခဲ့ပါတယ်။ဒါကြောင့်နောက်တနေ့မနက်မှာတော့မမတုခအဂိုင်းရဲ့အိမ်ရှိအထိသွားပြီးသူ့ကိုပြန်လေ့ကျင့်ပေးဖို့တောင်းဆိုခဲ့ပါတော့တယ်။ဒါပေမဲ့ဂိုင်းကတော့ချက်ချင်းညင်းပယ်လိုက်ပြီးမင်းဘာမှအောင်မြင်မှာမဟုတ်ဘူး။မင်းနေရာမင်းပြန်သွားတော့ဆိုပြီးပြောခဲ့တာပါ။မမတုဟာအလွန်ဒေါသထွက်သွားခဲ့ပြီးအဲ့ဒီဒေါသမာနတွေကိုအသုံးပြုကာမိမိကိုတက်တည်ပြဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူဟာဂိုင်းရဲ့အိမ်ကနေစတင်ထွက်ခွာခဲ့ပြီးကနေဒါကနေအတ္တလန်တစ်သမုဒ္ဒရာအထိဖြတ်တန်းခရီးဆက်ခဲ့တာပါ။ဒါတင်မကသေးပဲတရုတ်နိုင်ငံရဲ့မဟာတတိုင်းကြီးစီဆက်လက်သွားရောက်ခဲ့သလိုအီဂျစ်ရဲ့တဲကန်နာရစီကိုလည်းဥတီထွက်ခွာခဲ့ပါတယ်။အဲဒီနောက်အင်္ဂလန်အထိတက်သွားခဲ့ပြီးသမုဒ္ဒရာတွေကိုရေကူးဖြတ်တန်းခဲ့တာကြောင့်မာမတုရဲ့တကောင်နဲ့ကဘာပတ်ခရီးစဉ်ဟာတည်င်းတွေမှာရေပန်းစားသွားခဲ့ရပါတော့တယ်။မမတူဟာဂိုင်းစီကနေနောက်တစ်ချိန်အခွင့်အရေးပြန်တောင်းမှုအတွက်ကဘာတပတ်ပတ်ပြီးသူ့အိမ်နောက်ဖေးကိုရောက်အောင်သွားခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့သူဟာပြိုင်ပွဲတဲ့ပြန်ဝင်ပြိုင်မှုအတွက်လုံလောက်တဲ့စူးစမ်းအားထုတ်မှုရှိကြောင်းသက်သေပြနိုင်ခဲ့ပါပြီ။ဂိုင်းကမမတူဟာသူ့ဘဝမှာလေ့ကျင့်ပေးခဲ့ဘူးသမျှခွေးတွေထဲမှာအသုံးမကျဆုံးခွေးတစ်ကောင်ဖြစ်ခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ကြာရှုံးမှုကိုလက်မခံပဲဒီလိုခက်ခဲတဲ့လမ်းကြောင်းကိုအဆုံးထိအောင်လုပ်ပြနိုင်ခဲ့တာကြောင့်သူလည်းအင်မတန်ကြီးမားတဲ့ဇွဲလုံလကိုလက်ခံသွားပါတယ်။ဂိုင်ကလည်းအချိန်မဆွဲတော့ပဲအိမ်ကလူတွေကိုအထုပ်ပိုးတွေပြင်ဆင်ကြဖို့ချက်ချင်းပြောခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူတို့အားလုံးကမ္ဘာခွေးချန်ပီယံပြိုင်ပွဲကြီးစီအတူတူသွားကြတော့မှာမလို့ပါ။ပြိုင်ပွဲကျင်းပရာနေရာကြီးကတော့လွန်စွာခမ်းနားထဲဝါလှပြီးမာမတူးတင်မကပဲတခြားပြိုင်ဘက်တွေလည်းအများကြီးရောက်ရှိနေကြတာပါ။အဲ့ဒီပြိုင်ဘက်တွေကတော့မက္ကဆီကို၊ဖရန့်စ်၊ယူနိုက်တက်ကင်ဒမ်နဲ့ချိုင်းနာအပါအဝင်နိုင်ငံအသီးသီးကစွမ်းရည်ထက်မြက်တဲ့ခွေးတွေပဲဖြစ်ကြပါတယ်။ဒီပြိုင်ပွဲမှာပါဝင်တဲ့ခွေးတိုင်းမှာကိုစီထူးခြားတဲ့စွမ်းရည်တွေရှိကြတာကြောင့်ကမ္ဘာအဆင့်ပြိုင်ပွဲမှာလာရောက်ရှင်ပြိုင်ကြတာဖြစ်ပါတယ်။မာမတုခါစဆချင်းမှာယုံကြည်မှုလျော့နေနေခဲ့ပေမဲ့ခွေးမလေးတစ်ကောင်ကသူ့စီလာရောက်နှုတ်ဆက်ပြီးဆွဲဆောင်မှုရှိတဲ့အမှုရာလာပြလိုက်တာကြောင့်ပြိုင်စိတ်တွေပြန်လည်ထက်သန်လာခဲ့ရပါတယ်။ဒါပေမဲ့သူဟာရှေ့ဆက်သွားရင်အရင်ကတွေ့ဘူးသမျှထဲမှာကောက်ကျစ်စင်လဲဆုံးခွေးဖြစ်တဲ့ Zeus နဲ့နောက်တစ်ကြိမ်ပြန်လည်ဆုံတွေ့ခဲ့ရပါတယ်။ဒီတစ်ကြိမ်မှာတော့မာမတုခါရန်သူအနိုင်ကျင့်မှုကိုအလွယ်တကူခေါင်းငုံမခံတော့ပါဘူး။ဒါအပြင်သူက Zeus ကိုပြန်လည်ဟောက်ထုတ်လိုက်တာကြောင့် Zeus တယောက်အံ့ဩကြောက်လန့်ပြီးအနောက်ကိုလဲပြူမတက်ဖြစ်သွားခဲ့ရပါတော့တယ်။ဒီတစ်ချိန်မှာတော့မာမတုခါအပျော်ရမ်းလာတာမဟုတ်ပဲကမ္ဘာချန်ပီယံဆုကိုစုခူးဖို့ယုံကြည်ချက်အပြည့်နဲ့ရောက်ရှိလာတာဖြစ်ပါတယ်။အထူးသဖြင့်သူဟာကမ္ဘာအကောင်ဆုံးခွေးနည်းပြဂိုင်းနဲ့အတူရောက်လာခဲ့တာကြောင့်ကမ္ဘာတဝန်းကပါတည်သွားခဲ့ကြရတာပါ။မာမတုခါဂိုင်းရဲ့စည်ရင်ဝင်ပြိုင်ပွဲဝင်ခွေးဖြစ်ကြောင်းတကမ္ဘာလုံးကိုတရားဝင်အသိပေးလိုက်တာပဲဖြစ်ပါတယ်။ပထမတစ်အဆင့်ပြိုင်ပွဲကတော့လမ်းလျှောက်ပြပွဲဖြစ်ပြီးမာမတုကအရင်ကလိုပဲအကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်။တခြားပြိုင်ပွဲဝင်ခွေးတွေလိုပဲဒုတိယနှစ်အဆင့်စမ်းသပ်ပွဲမှာတော့မိမိကိုထိန်းချုပ်နိုင်စွမ်းစစ်ဆေးမှုကိုရင်ဆိုင်ခဲ့ရတာပါ။ပြိုင်ပွဲဝင်ခွေးတွေဟာအယမ်းမွေးကြိုင်လာတဲ့အစားအစာတွေရဲ့ဆွဲဆောင်မှုကိုကြံ့ကြံ့ခံအောင်စီးထားရတာကြောင့်ခွေးတော်များများမအောင်မြင်ခဲ့ကြပါဘူး။ဒါပေမဲ့မာမတုအတွက်တော့မတူခဲ့ပဲပြိုင်ပွဲမစခင်ချိုင်းနာနိုင်ငံကခွေးစီကရခဲ့တဲ့နီလန်ကောင်းတစ်ခုရှိနေခဲ့တာပါ။
အဲ့ဒါကတော့မိမိကိုယ်ကိုရှေ့ကအစားစားလို့သဘောထားလိုက်ရင်ဘယ်သူမှမိမိကိုယ်ကိုပြန်မစားကျင်ကြဘူးဆိုတဲ့နီလန်းပဲဖြစ်ပါတယ်။ဒီနီလန်းကယူးကြောင်ကြောင်နိုင်ပေမဲ့မာမတုစမ်းလုပ်ကြည့်တဲ့အခါတကယ်အလုပ်ဖြစ်ပြီးစမ်းသပ်မှုကိုတီတီလေးအောင်မြင်သွားခဲ့တာပါ။အရင်ကအသုံးမကျပဲနာမည်ပြတ်ခဲ့မှုတဲ့ခွေးတကောင်ရဲ့တီးခတ်နိုင်စွမ်းကိုမြင်လိုက်ရတာကြောင့်ကွင်းထဲကလူတိုင်းလည်းအယမ်းအံ့ဩသွားကြရပါတယ်။အဲ့ဒီနောက်တတိယသုံးအဆင့်ပြိုင်ပွဲကတော့အတားအဆီးတွေကိုဖျက်ကျော်ရမယ့်ပြိုင်ပွဲပဲဖြစ်ပါတော့တယ်။ပထမဆုံးဝင်ပြိုင်တဲ့ခွေးကတော့ Zeus ဖြစ်ပြီးသူရဲ့လှပတဲ့အမွှေးမြင်နဲ့ကြက်လျက်တဲ့ခန္ဓာကိုယ်ကြောင့်ပုံမှန်ခွေးတွေထက်ပိုမိုလျင်မြန်လွယ်ကူစွာနဲ့အတားအဆီးတွေကိုဖျက်ကျော်ပြသွားခဲ့ပါတယ်။လူတိုင်းက Zeus ဟာချန်ပီယံဖြစ်ဖို့အခွင့်အလမ်းအလွန်များနေကြောင်းသိကြသလိုတပွဲလုံးမျက်နှာပုတ်တိုးနေခဲ့တဲ့ဒိုင်လူကြီးဆိုရင်လည်းသူ့ကိုကြည့်ပြီးသဘောကျလွန်းလို့အပြုံးကြီးပြုံးနေပါတော့တယ်။မမတူအလှည့်ရောက်လာတဲ့အခါမှာတော့ Zeus က6လန့်ဖို့အတွက်နောက်တစ်ကြိမ်လာရောက်နှုတ်ဆက်ရင်းကျမ်းပြင်ပေါ်မှာရှမ်ပူတွေလောင်းချပြီးထောင်ချောက်ဆင်ခဲ့တာပါ။တာမန်ခွေးသားဆိုရင်စားထွက်ကလေးကစလစ်ထိပြီးလဲကျသွားမှာဖြစ်ပေမဲ့မာမတုရဲ့ယူးကြောင်ကြောင်လုပ်ရက်ကြောင့်ထောင်ချောက်ကသူ့အတွက်အခွင့်အရေးဖြစ်သွားခဲ့ပါတယ်။ဖင်ထိုင်လျက်မလဲကျသွားတဲ့အပြင်ရှမ်ပူရဲ့ချောမွမှုကြောင့်မာမတုဟာအရင်ထက်ပိုမိုမြန်ဆန်သွားခဲ့ပြီးတခြားခွေးတွေမလုံနိုင်တဲ့စမ်းသစ်တဲ့ကားကွက်တွေကိုပါပြသနိုင်ခဲ့တာပါ။ဒါဟာမတော်တဆဖြစ်ရတစ်ခုဆိုပေမဲ့ကြည့်ရှုသူတိုင်းကတော့တကယ်ကိုအံ့ဩစရာကောင်းလာပါတယ်ဆိုပြီးချီးကျူးခဲ့ကြပါတယ်။ဒါပေမဲ့မကြာမီမှာပဲမာမတူဟာနီးပြဂိုင်ကိုမတော်တဆဝင်တိုက်မိလိုက်တာကြောင့်ဂိုင်တယောက်စေးရုံအရေးပေါ်တင်လိုက်ရပါတော့တယ်။နီးပြမရှိတော့တဲ့မာမတူဟာပြိုင်ပွဲကနေနှုတ်ထွက်ရမယ့်အခြေအနေနဲ့ကြုံတွေ့လိုက်ရပေမဲ့မိသားစုဝင်တွေကသူ့ရဲ့နီးပြအဖြစ်ကူညီပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒီလိုနဲ့ခွေးတိုင်းမိမိတို့ရဲ့အထူးစွမ်းရည်တွေကိုပြသရမယ့်နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးစတင်ခဲ့ပြီးပြိုင်ပွဲဝင်ခွေးတိုင်းဟာလည်းအစွမ်းကုန်စူးစမ်းပြသနိုင်ခဲ့ကြပါတယ်။ပထမဆုံးရှင်ပြိုင်တဲ့ United Kingdom နိုင်ငံကခွေးဟာသူ့ရဲ့တမာလာတဲ့မေယိုနဲ့အဆောက်အုံတစ်ခုလုံးကိုမှက United Kingdom ရဲ့စွမ်းအားကိုတက်တည်ပြသွားခဲ့ပါတယ်။ပြိုင်ပွဲဝင်ခွေးတိုင်းဟာစတက်မျိုးစုံပြသခဲ့ကြပြီး China နိုင်ငံမှကြီးဆိုရင်လည်းရှေးအောင်တိုင်းကွက်နဲ့ B-point အကောက်ကိုပေါင်းဆက်ပြီးပရိသတ်တွေကိုအံ့အားသင့်အောင်ဖျော်ဖြေပြသွားခဲ့တာပါ။ဒါပေမဲ့ဒီလိုစမ်းပြတဲ့ဖျော်ဖြေမှုတွေဟာဇူးရဲ့လှည့်ကွက်ရှိမှာတော့ရှင်လို့တောင်မရခဲ့ပါဘူး။ဇူးရဲ့အမွှေးတွေကနေထွက်ပေါ်လာတဲ့အလင်းတန်းတွေနဲ့နီးပြဖြစ်သူဟာဒိုင်လူကြီးတွေအပါအဝင်ပွဲကြည့်သူအားလုံးကိုမျက်လှည့်ပြသလိုမှော်ဝင်သွားအောင်လုပ်လိုက်တာပါ။အဲ့ဒီနောက်ဒိုင်လူကြီးတွေကို Zeus အတွက်အမှတ်ပြည့်ပေးခိုင်းလိုက်ပြီးမှတတိပြန်သွင်းပေးခဲ့တာကြောင့်ဘာမှမသိလိုက်ရပဲအမှတ်ပြည့်ရသွားခဲ့ပါတယ်။နောက်ဆုံးအလှည့်မှာဝင်ရောက်ဖျော်ဖြေတဲ့မာမတုကတော့ရိုးရှင်းပြီးနှွေးထွေးလွန်းလှတဲ့အပြုတ်မှုလေးနဲ့ပဲရှင်ပြိုင်ခဲ့တာပါ။သူဟာပိုင်ရှင်ဖြစ်သူဘီလီနဲ့အတူပုံမှန်အတိုင်းပျော်ပျော်ရွှင်ရွှင်ကစားပြခဲ့တာဖြစ်ပြီးဒီရိုးရှင်းတဲ့အပြုတ်မှုလေးကပဲလူတိုင်းရဲ့ရင်ကိုထိမှန်သွားခဲ့တာပါ။ခွေးတကောင်ကိုမွေးမြူရခြင်းရဲ့စစ်မှန်တဲ့အတိတ်ပဲဟာအိမ်ထဲမှာပျော်ရွှင်မှုနဲ့ကြည်နူးမှုကိုဖန်တီးပေးဖို့ပဲဖြစ်ကြောင်းမမတုကတက်တည်ပြလိုက်တာပါခွေးတိုင်းဟာပြည့်စုံနေဖို့မလိုပဲမိသားစုအတွက်အပြုံးနဲ့အပျော်တမ်းဆေးအောင်ချဲပေးနိုင်ရင်ပဲလုံလောက်ပြီဆိုတာကိုလူတိုင်းသဘောပေါက်သွားကြပါတယ်ဒါဟာလူတိုင်းသတိမမူမိခဲ့ကြတဲ့မမတုရဲ့ရိုးသားလာတဲ့အမှန်တရားပဲဖြစ်ပါတော့တယ်ပွဲကြည့်ပရိသတ်တွေရောဒိုင်လူကြီးတွေပါဒီလပတဲ့ဖျော်ဖြေမှုကိုအရန်သဘောကျခဲ့ကြပေမဲ့စူပေးပွဲအချိန်ရောက်လာတဲ့အခါခံမှန်းထားတဲ့အတိုင်းဇူးကပဲချန်ပီယံဆုကိုစုကူးသွားခဲ့ပါတယ်ဒါပေမဲ့မမတုကဒိုင်တယောက်ရဲ့မျက်နှာကိုရင်းနှီးနေတယ်လို့ခန်းစားလိုက်ရပြီးဇူးရဲ့နီးပြမှာအမွှာညီကိုရှိနေတာကိုရုတ်တရက်သတိရသွားခဲ့တာပါအဲ့ဒီတိုင်းဟာဇူးရဲ့နီးပြနဲ့အမူအရာချင်းထပ်တူကြနေတာကြောင့်စုံစမ်းကြည့်လိုက်တဲ့အခါအဲ့ဒီအမွှာဟာဒိုင်လူကြီးအဖြစ်ရုပ်ဖြတ်ပြီးခိုးဝင်လာတာမှန်ပေါ်ပေါက်သွားခဲ့ရပါတယ်ဒီလိုမယိုးမသားပြုလုပ်မှုကြောင့်ဇူးပြိုင်ပွဲကနေစီကံဖောက်ဖျက်မှုနဲ့ပြိုင်ပွဲဝင်ခွင့်ပယ်ဖျက်ခံလိုက်ရပြီးချိုင်းနာနိုင်ငံကခွေးကပဲချန်ပီယံဖြစ်သွားခဲ့ပါတယ်လူတိုင်းကဝင်းနာကိုဝိုင်းဝန်းဂုဏ်ပြုခဲ့ကြသလိုမမတုကလည်းဝမ်းနဲ့မနေပဲပြိုင်ပွဲမှာအစွမ်းကုန်စူးစမ်းခဲ့ရလို့အယံပျော်ရွှင်နေခဲ့တာပါဒါပေမဲ့ဇူးကတော့မိမိရဲ့စုဖလားကိုသူများလူယူသွားတာကိုမခံမရက်နိုင်ဖြစ်သွားခဲ့ပြီးအော်ဟစ်တောင်းကျမ်းကစုဖလားကိုအတင်းသွားရောက်လူယူပါတော့တယ်အဲ့ဒီအချိန်မှာပဲမမတုကနီးပြဂိုင်စီကနေဘသူမှမသိအောင်ခိုးတင်ထားတဲ့လျှို့ဝှက်တိုင်းကွက်နဲ့ဇူးကိုအောင်မြင်စွာတားဆီးလိုက်နိုင်ခဲ့တာပါဒီလိုလျှို့ဝှက်တိုင်းကွက်ကိုမြင်လိုက်ရတဲ့ပိုင်းရှင်ကတယောက်အံ့အားသင့်သွားရုံတည်းမကပဲမမတုအတွက်အရန်ကိုဂုဏ်ယူမဆုံးဖြစ်သွားခဲ့ရပါတယ်။ဒါပေမဲ့ဇူးကတော့တောင်းကျမ်းတာမရက်သေးပဲစတူဒီယိုထဲကကင်မရာရိုက်ကူးရေးစင်တိုင်ကြီးကိုခေါင်းနဲ့ပြေးဆောင်လိုက်တာကြောင့်စင်ပေါ်ကကင်မရာမန်ပြုတ်ကြတော့မလို့ဖြစ်သွားခဲ့တာပါ။မမတုကအချိန်မီပြေးဝင်ပြီးအဲ့ဒီကင်မရာမန်ရဲ့အသက်ကိုကယ်တင်ပေးလိုက်တာကြောင့်ပရိသတ်အားလုံးရဲ့ရင်ထဲကချန်ပီယံဟီးရိုးကြီးဖြစ်သွားခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့မာမတုခါမိသားစုနဲ့အတူအပြေးအဝပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်သွားခဲ့ပြီးအားလုံးကအသုံးမကျဘူးလို့ထင်ထားတဲ့ခွေးစုံလေးဘဝကနေကျယ်ပွင့်ဖြစ်လာခဲ့ပါပြီ။နောက်တစ်မျိုးစဉ်းစားကြည့်မယ်ဆိုရင်မာမတုခါမိသားစုဝင်တွေကိုအမြဲတမ်းပျော်ရွှင်စေခဲ့တဲ့ခွေးလေးပဲဖြစ်ပါတယ်။တခါတလေမှွေနောက်တာနည်းနည်းလွန်သွားခဲ့ရင်တော့အခုအချိန်မှာတော့သူဟာအရင်ကလိုအသုံးမကျတဲ့ခွေးအရှုပ်လေးမဟုတ်တော့ကြောင်းသက်သေပြနိုင်ခဲ့ပါပြီ။ဒါကတော့အားလုံးရဲ့ရှင်ထဲမှာနေရာယူသွားတဲ့မာမတုရဲ့ဇလန်းလေးပဲဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုလေးကိုသဘောကျရင် like and share လေးနှိပ်ပေးခဲ့ကြပါဦး။နောက်ထပ်စိတ်လှုပ်ရှားစရာ animation ဇာတ်ကားကောင်းတွေကိုကြည့်ဖို့ Annie Recap Paradise Channel လေးကို subscribe လုပ်ပြီးခေါင်းလောင်းလေးလည်းနှိပ်ထားနိုင်ပါတယ်။
အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။